သူတို့ချင်းစီများအလုံးမဲမင်္ဂလာပါရှင်ဒါမဲ့တရက်12လ25ပေါ့နော်22ကျင်းအတွက်ဒီနေ့ကတော့ရှာတွေ့ထားတဲ့ဒေဆိုင်လေးတစ်ခုပေါ့နော်ဒေဆိုင်လေးတစ်ခုကိုတော့ပြပေးသွားမယ်နော်အဲ့ဒါကြောင့်အခုထိတ်ကိုအရင်ဆုံးသွားမယ်နော်ထိတ်စီးကိုသွားပါမယ်မြင်ရလားမသိဘူးနော်ဟုတ်ဒါဆိုလို့ရှိရင်ဒီမှာရှိတာက9ဒီမှာရှိတာက9 9နှလုံးပေါင်းမယ်9ရဲ့9ရဲ့ပေါင်းတော့ပေါင်းခြင်း4ဆိုပြီးတော့ရတာဟုတ်ပြီနော်ဒါဆိုနောက်တစ်ပြင်သွားမယ်ဒီမှာရှိတာခွန်ဒီမှာရှိတာ8ခွန်8နှလုံးပေါင်းတော့ပေါင်းခြင်း9နော်အဲ့တော့အောက်ကိုဆင်းရင်သူကတခွင့်တိုးသွားတယ်4ပြီးတော့9ဆိုတော့ပေါ့နော်4 5ဒီမှာရှိတာ9ဒီမှာရှိတာထိတ်စီတစ်လုံးနှလုံးပေါင်းမယ်เนาะအဲ့တော့9ကိုတစ်တိုးမယ်ဆိုတော့သူက4ကိုတစ်တိုးတော့9ကိုတစ်တိုးတော့နှလုံးပေါင်းရင်ပေါင်းရင်6ဖြစ်ကြမယ်เนาะနှလုံးပေါင်းရင်6ဖြစ်ကြမယ်9ရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့6ဖြစ်ချင်တယ်ဆိုတော့ခွန်ထည့်လိုက်မယ်9ခွန်ပေါင်းရင်ပေါင်းရင်6ခုနှစ်ဆိုပြီးတော့ခုနှစ်ထိတ်ပေါ့နော်ထိတ်စီလေးတစ်လုံးရသွားပြီပေါ့နော်ဒါဆိုဒီဘက်မှာကိုအလဲတိုင်းလေးပြပေးမယ်เนาะအလဲတိုင်းလေးကိုသွားပါမယ်အလဲတိုင်းရဆိုရင်ဒီမှာရှိတဲ့9 4ခွန်3လုံးပေါင်းမယ်9 4ပေါင်းတော့9ခွန်ပေါင်းတော့6ပေါင်းခြင်း6เนาะဒီမှာဆိုရင်ခွန်9ပေါင်းတော့6เนาะ6ရဲ့9ရဲ့ပေါင်းတော့ပေါင်းခြင်း9အောက်ကိုဆင်းရင်သူကတပွင့်ရောက်သွားတယ်6ပြီးတော့9ဒါဆိုရင်9 4ဒီမှာလာမယ်အလဲတိုင်းတစ်လုံး3လုံးပေါင်းမယ်ဆိုရင်9ကိုတစ်လျှော့မယ်ဆိုပေါင်းခြင်း4ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့9 5ပေါင်း9ရဲ့4ရဲ့ပေါင်းတော့ပေါင်းခြင်းက3ပေါ့နော်နောက်တစ်လုံးနဲ့ပေါင်းရင်4ဆိုတော့ညီမတို့တစ်ထည့်လိုက်မယ်9 4ပေါင်းတော့3ရဲ့1ရဲ့ပေါင်းတော့4နော်အဲ့တော့1ဆိုပြီးတော့အလဲတိုင်းလေးတစ်လုံးရလာပြီပေါ့နော်ဒါဆိုရင်ဒီဘက်မှာကိုအပိတ်ကိုသွားရအောင်နော်အပိတ်ကဒီမှာရှိတဲ့6 6ရဲ့8ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း4ရမယ်ဒီမှာလည်း6 8ပဲအဲ့တော့ပေါင်းခြင်း4ပဲပေါင်းခြင်း4ဆိုတဲ့ကြောင့်မို့ဒီမှာလည်း9ရဲ့ဒီမှာလာမယ်အပိတ်ပေါ့နော်နှလုံးပေါင်းမယ်ဆိုသူလည်းပေါင်းခြင်း4ဖြစ်လာမယ်ပေါ့နော်ပုံမှာ4ရခဲ့တာဆိုတော့သူလည်းနှလုံးပေါင်းရင်4ရှိနေတာ9နောက်တစ်လုံးနဲ့ပေါင်းရင်4ဆိုတော့9ထည့်မယ်9 9ပေါင်းရင်ပေါင်းခြင်းက4ဆိုပြီးရလာမယ်ပေါ့နော်ဒါဆိုရင်9အပိတ်ဆိုပြီးတော့တွေ့ထားတယ်ဟုတ်ပြီနော်ဒါဆိုရင်မတို့ကိုကစားမဲ့ကဏ္ဍလေးထွက်လာပြီပေါ့နော်ဒါမဲ့နော် 3D ပါတရက်12လ25ပေါ့နော်22ချိန်မှာညီမတို့ထဲကစားရမယ်ကဏ္ဍလေးကဒီမှာ9ထိပ်စီတဲ့အလဲတိုင်းနဲ့9အပိတ်ပေါ့နော်9 9ဆိုပြီးတဲ့တစ်ခွက်ရှာတွေ့ထားပါတယ်ဒါညီမရှာတွေ့ထားချက်ပဲချင်းဖြစ်ပါတယ်ကိုတို့မတို့ကြက်တူမကျန်တဲ့သမ်းမယ်ဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်